မှာကွယ်ဘိုးရှိကခင်ပြူရဲ့ရုပ်စင်ကချောလာတယ်တို့ရမှမနီနဲ့ကွယ်မြို့ကိုသာမုံဖို့မေသမီးစားစကားလာမပြောနဲ့တော်သူများပါထင်နေယူသေးစွာလင်ဝေတရားကိုအများကြီးသိတတ်တယ်သဘောစိတ်ကုန်းနေမုံတုံးပန်မေခင်ပြူရဲ့ဘယ်ရွာမှာနေတာကိုသိချင်းလာပါတယ်မိုင်းညူညူဆိုင်လို့ရဲ့ယူပြိုင်မောင်ချေတော်တယ်လေးတွေကဆွေအေးရွာပဲခွေသဘောကောင်းတဲ့ကလေးမရဲ့ရွာကိုအလေလာ